Okay ဒါတော့9ရက်တစ်လပိုင်းညနေ4နာရီခွဲအတွက်ပေါ့နော်ကျွန်တော် break line လေးနဲ့ထိပ်ပိတ်ကျွန်တော်တစ်ချက်ပြကြည့်မယ်ပထမဆုံးကျွန်တော် break line ပြမယ်နော်ဒီကောင်က okay ဒီနှစ်ခုပေါင်းချင်းကခွင်ဆိုတော့ဒီသုံးခုပေါင်းချင်းလည်းခွင်ပဲဒီနှစ်ခုပေါင်းချင်းက9ဆိုတော့ဒီသုံးခုပေါင်းချင်းကလည်း9ပဲဒီနှစ်ခုပေါင်းချင်းက3ဒီသုံးခုပေါင်းချင်းကလည်း3ပဲဆိုတော့ဒီနှစ်ခုပေါင်းချင်းက3ညဆိုရင်ဒီသုံးခုပေါင်းချင်းကလည်း3ညဖြစ်မယ်အဲ့တော့9ကို3ညဖြစ်အောင်ဆိုရင်9ပေါင်းမှရမယ်ဒါ9 break ပေါ့နော်ကျွန်တော်တစ်ချက်ပြီးတော့ဒီအားလေးကြည့်လိုက်ပါဒါကညနေပိုင်းထွက်တဲ့အားလေးတွေပေါ့ဒါဒီကောင်9ခွင်ထွက်ပြီးတော့မှတပင်2ပင်ချပြီးတော့3ပင်မြောက်มาတယ်မှာအပိတ်မှာ9ပြန်ထွက်တယ်နော်ဒီမှာဒါလေးဒီမှာ8ဒါခွင်ဒါဒီကောင်လေးဆိုရင်ခွင်အပိတ်ရှိရပါတော့ခွင်အပိတ်တစ်ခွင်ဒါလေးပေါ့ပြန်တော့တစ်ခုအားဒီမှာခွင်9ရပေါင်း2ပါဝါခွင်ဆိုတော့ဒီမှာပေါင်းချင်းခွင်နော်ဒါ4ရ1ရပေါင်းဆိုတော့9ပါဝါ3ညဆိုတော့3ရခွင်ရပေါင်း3ညဒီမှာ96ပေါင်း9ပါဝါ3ညဆိုတော့ဒီမှာ3ခွင်ပေါင်း3ည3ရ8ရပေါင်းဆိုတော့1ပါဝါ6ဆိုရင်ဒီမှာဒါ9တိပေါင်းတော့ဒါ1ထိပ်ပေါ့နော်ကျွန်တော်တို့ဒါ1ထိပ် okay ဒါလေးတော့ဒါတစ် site ပေါ့ဗျာအဲဒီနောက်တစ်ခုက break နောက်ထပ် break တစ် line ပေါ့လေဒါလေးလည်းရှိမယ်ဒါလေးကကျတော့ဒီမှာ9နက်ခတ်3နက်ခတ်5 2နက်ခတ်4အဲတော့မှာ3နက်ခတ်5ဒါလေး5 break ဆိုတော့5 break ကဒီမှာနှစ် site လုံးက5 break ဆိုတော့5 breakက trolley အားကောင်းတယ်ပေါ့ဒီညနေအတွက်ဒါပြီးတော့ကျွန်တော်ရွေးချယ်ပြီးထားတဲ့ကဏ္ဍလေးတွေပေါ့ဒါကျွန်တော်ရွေးချယ်ထားတဲ့ကဏ္ဍတွေဒါ1ခွင်8ခွင်အဲ့တော့ကျွန်တော်ကြိုက်ပေါ့နော်ဒါကတော့3ခွင်6ခွင်3ညခွင်5တိ5 6 3ညတိ3ည6ဒါလေးကတော့ရန်လိုက်ပေါ့ဗျာဒီကောင်လေးဆိုရင်လည်းရန်လိုက်ပေါ့စတူအားပြီးရန်လိုက်ပေါ့ဒီကောင်လေးတော့ကျွန်တော်တော်တော်လေးကြိုက်နေတယ်ဒီကောင်လေးနဲ့ကျွန်တော်နောက်ထပ်တစ်ခွက်10ခွက်ပြည့်တော့တစ်ခွက်ထပ်ထည့်လိုက်မယ်ဒီနောက်မှာတိ4ဆိုပြီးတော့နော်ကျွန်တော်တိထိတ်ရတာဆိုတော့တိ4ဒါဆိုစုပေါင်း10ခွက်ပေါ့ဒီ3ခွက်ကိုတော့ main ဒီကတော့ရန်ခွက်ဒီပေါ့နော်